ကလေးတယောက်ရဲ့စိတ်ကူးအိမ်မက်ကဘလောက်အကွာဝေးထိရောက်နိုင်မလဲတခါတော့ငကြက်လို့ခေါ်တဲ့လူကလေးတယောက်ရှိတယ်သူကလေတွေကိုအရန်နဲ့တက်တာကြောင့်စက်ကူလေလေးတွေခါပြီးအချိန်ဖြုံးရတာသူ့အချိန်ဆုံးလို့ပေါ့ဒီညမှာတော့ငကြက်ကသူရင်လုံနေကြလေးတွေနဲ့မတူပဲအယောင်သွေးစုံစုံနဲ့ကြီးမားတဲ့စက်ကူလေးကြီးခောက်ပြီးအိပ်ပျော်သွားတဲ့နိုးလာတဲ့အချိန်သူ့ရဲ့အရန်လာတဲ့စက်ကူလေးထဲမှာကပတိန်တီးတီးလေးကလေးလုတ်သားတီးတီးလေးတွေကိုအမိန်ပေးနေတဲ့အတန်ကိုကြားလိုက်တဲ့အခါမှာငကြက်လည်းအရန်အံ့ဩသွားတာပေါ့ကျွန်တော်လေကိုဘယ်တကူယူသွားမလို့လဲ Hey, Lule, son zagan third po bogwa, lai mamala. ဒီတော့မှငကြက်ကလည်းသူ့ရဲ့အခန်းထဲမှာရေတွေနဲ့ပြည့်နေရကိုသတိထားမိသွားတာပေါ့ပြီးတော့သူ့ရဲ့အရန်လာတဲ့စက်ကူလေးလေးကလည်းရွက်လွင့်မှုအစင်းနှင်းဖြစ်နေတာကြောင့်ငကြက်လည်းလေပေါ်ကိုခုန်တက်လိုက်တော့တာပေါ့ငကြက်တို့လေကလေးကအခန်းထဲကထွက်ခါလာပြီးတော့တဖြည်းဖြည်းနဲ့မြို့ထဲရောက်လာတာပေါ့ငကြက်ကလေပေါ်မှာစိတ်လှုပ်ရှားပေမဲ့အရန်လည်းပျော်နေတာပေါ့ပြီးတော့ငကြက်ကကပတိန်တေးသေးလေးကိုကပတိန်ကြီးကျွန်တော်ရဲ့လေလေးကနှိမ့်မြမသွားဘူးလားလို့မေးလိုက်တော့ကပတိန်တေးသေးလေးကအိုးမမြုပ်ပါဘူးလူကလေးရဲ့လေကအရန်ကိုခိုင်မာတောင့်တင်းတဲ့စက်ကူအမျိုးအစားနဲ့လှုပ်ထားတာပဲလုံးဝမမြုပ်ဘူးလို့ပြောလိုက်တာပေါ့ဒါဆိုကျွန်တော်တို့ကဘယ်ဒီခီးစကြအောင်မလဲလို့ငကြက်ကဆက်မေးလိုက်တော့ကပတိန်တေးလေးကပင်လယ်ကြီးတဲ့ထိသွားမှလေပင်လယ်ဓမြတွေကိုဖမ်းဖို့ပေါ့လို့ပြောလိုက်တော့ငကြက်ကအရန်အံ့ဩသွားတာပေါ့ဒီလိုနဲ့ရေထွက်ပေါက်ကြီးတစ်ခုရဲ့အနားရောက်သွားတဲ့အခါမှာအင်အားကြီးတဲ့ရေလိုင်းကြီးကငကြက်တို့လေလေးကိုစုပ်ယူသွားပြီးပင်လယ်ကြီးတဲ့အထိရောက်သွားတဲ့ပင်လယ်ပြင်ကြီးရဲ့တနေရာမှာတော့ငကြက်တို့လေနာကိုအရန်ကိုကြီးမားပြီးကြောက်စရာကောင်းတဲ့အလံတွေလင့်တူထားတဲ့ပင်လယ်ဓမြတွေရဲ့လေကချင်းကပ်လာတာပေါ့အဲ့ဒီအချိန်မှာပဲငကြက်တို့လေပေါ်ကသူတွေအားလုံးဟာလက်နဲ့ကိုယ်စီနဲ့ခုခံတိုက်ခိုက်ကြတော့တာပေါ့ငကြက်လည်းရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲမှာပါဝင်ဆင်နွှဲတာပေါ့ဆုံးတော့ပင်လယ်ဓမြတွေရဲ့လေကြီးဟာဒီအောက်မှာနှင်းမျိုးပျောက်ွယ်သွားတော့တာပေါ့ပြီးတော့ငကြက်တို့လည်းစွန့်စားရေးခီးစင်ကြီးကနေအောင်မြင်မှုတွေနဲ့အိပ်ပြန်လာကြတော့တာပေါ့အိမ်ရောက်တဲ့အခါမှာတော့ငကြက်ကခီးပင်ပန်းလာတာကြောင့်အိပ်ပျော်သွားတော့တာပေါ့အိယာနိုးလာတဲ့အခါမှာတော့သူ့ရဲ့အခန်းကရေတွေမရှိတော့ဘဲနဲ့ပုံမှန်ပြန်ဖြစ်နေတာပေါ့သူ့ရဲ့လေလေးထဲမှာလည်းကပတိန်တေးသေးလေးတွေနဲ့လှုပ်သားသေးသေးလေးတွေမရှိတော့ဘူးပေါ့ဒါပေမဲ့ငကြက်ကသူ့ရဲ့ဝါဒနာအတိုင်းလေလေးတွေခောက်နေတာပေါ့ဒီနေ့ကျရင်ခန့်ခန့်နဲ့လေးအစ်စ်ကြီးတိဆောက်ပြီးပင်လယ်ပြင်ကြီးမှာရွတ်လွင့်အောင်မယ်လို့လဲစိတ်ကူးအိမ်မက်အတဲ့ထပ်တိုးလာတဲ့ကွယ်ပုံမြန်လေးကတော့ပြီးပါပြီနော်တသားမိမိတို့လည်းငကြက်လိုပဲကိုဝါဒနာပါတဲ့စိတ်ကူးအိမ်မက်တွေရှိမယ်လို့တီမျောလင့်ပါတယ်မိမိတို့ရဲ့ကလေးတွေကိုဒီလိုစဉ်းစားစီတဲ့ပုံမြင်လေးတွေကိုနားထောင်ခိုင်းကြနေဆိုရင် channel လေးကိုဆက်လက်ပြီးတော့အားပေးပါအောင်နော်